လောကကနေနားယူရမယ့်အကြောင်းကိုစိတ်မကောင်းစွာအတိပေးလာတဲ့အောင်သူဘောလုံးလောကကနေနားယူရတော့မယ့်အကြောင်းကိုစိတ်မကောင်းစွာနဲ့အတိပေးလာတာကတော့မြန်မာလက်ရွေးစင်ဘောလုံးသမားအောင်သူဖြစ်ပါတယ်မြန်မာနိုင်ငံဟာအခုချိန်မှာဘောလုံးအင်အားကြီးနိုင်ငံတစ်နိုင်ငံမဟုတ်ပေမဲ့အထိတ်မှာတော့ခမ်းနားတဲ့ဘောလုံးသမိုင်းနဲ့အတူပရိသတ်ချစ်တော်ဘောလုံးသူရဲကောင်းတွေကလည်းသူခင်နဲ့သူပေါ်ထွန်းခဲ့ရဖြစ်ပါတယ်အစောပိုင်းရွှေခေတ်မှာစိုးမြတ်မင်းမျိုးလိုင်ဝင်းတို့ပေါ်ထွက်ခဲ့တယ်လို့အခုနောက်ဆုံးမှာပေါ်ထွက်ခဲ့ရကတော့အောင်သူမောင်မောင်လင်းတို့လိုကစားသမားတွေပါအောင်သူနဲ့မောင်မောင်လင်းတို့အကြောင်းပြောရရင်တော့ဒီကစားသမားနှစ်ယောက်ဟာမြန်မာနိုင်ငံဘောလုံးအကယ်ဒမီကနေထူးချွန်ထက်မြက်လာတဲ့ကစားသမားတွေဖြစ်ပြီးသူတို့ခေတ်က U20 အသင်းဟာ2015 U20 ကမ္ဘာဖလားကိုဝင်ရောက်ရှင်တိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအောင်သူဟာမြန်မာနိုင်ငံရဲ့အကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့ရပါအထူးသဖြင့်အောင်သူကမြန်မာလက်ရွေးစင်အသင်းမှာအကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့ပါတယ်။ဒါကြောင့်လည်းအောင်သူဟာထိုင်းကထိပ်တန်းနာမည်ကြီးအသင်းတွေမှာကစားခွင့်ရခဲ့ရဖြစ်ပါတယ်။အောင်သူဟာမြန်မာလက်ရွေးစင်အသင်းမှာလည်းအထူးခြေစွမ်းကြခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုခါမှာတော့အောင်သူကသူ့ဘောလုံးမကစားနိုင်တော့တဲ့အခြေအနေတစ်ခုကိုပရိသတ်တွေကိုအသိပေးလာခဲ့ရပါတကယ်ဆိုရင်အောင်သူကအသက်သိမ့်မကြီးသေးပါဘူး။အောင်သူနဲ့အသက်တူတူရှိတဲ့မောင်မောင်လင်းဆိုရင်မြန်မာလက်ရွေးစင်အသင်းမှာအကောင်းဆုံးကစားနိုင်သေးတယ်လို့ဒီကဲ့တဲ့သိမ့်မကြသေးခင်ကဆိုရင်အာဆီယံအော်စတာအသင်းနဲ့တူအကောင်းဆုံးခြေစွမ်းကြပြီးတော့မန်ယူအသင်းကိုတောင်ဂိုးသွင်းနိုင်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းတစ်ချိန်လုံးက U20 အသင်းမှာအတူတူကစားခဲ့တဲ့အောင်သူကတော့ခြေစွမ်းကြဆင်းပြီးတော့အခုဆိုရင်အသင်းလက်မှတ်ဖြစ်နေရပါမြန်မာလူရင်းစင်အသင်းမှာလည်းအရွေးမခံရတော့ပါဘူးအခုကမှတော့အောင်သူကသူ့ဘောလုံးမကစားနိုင်တော့တဲ့အခြေအနေကိုအခုလိုပဲပြောလာပါတယ်အောင်သူကအားလုံးပဲမင်္ဂလာပါကျွန်တော်အတိပေးစရာလေးရှိတော့ပါခင်ဗျာကျွန်တော်ရဲ့ဒူးတန်ရာကဘောလုံးကန်ပိုအထိမသက်တာတွေရဲ့အတွက်ဒူးတန်ရာကိုအချိန်ပေးနားကျင်တာကြောင့်ဘယ်အသေးမှကစားခြင်းမရှိပဲခိတ္တအနားယူပါမယ်ဆိုတာကိုအတိပေးပြစေခင်ဗျာဆိုပြီး post တင်ခဲ့ရဖြစ်ပါတယ်အောင်သူဟာမြန်မာလက်ရွေးစင်အသင်းမှာအရွေးမခံရတာကြားပြီးဖြစ်တယ်လို့သူ့ရဲ့တနိုင်ငံလုံးမှာအကောင်းဆုံးဘောလုံးသမားဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းလွှဲပြောင်းပြီးခဲ့ရတာအတော်ကြာသွားပြီဖြစ်ပါတယ်ပရိသတ်တွေကတော့အောင်သူပေါ်မှာအများကြီးမျှော်လင့်ထားတာကြောင့်အခုလိုမျိုးအခြေအနေတွေအပေါ်မှာအားမလို့အားမရဖြစ်နေကြပါတယ်အထူးသဖြင့်တော့အောင်သူတယောက်အရေးမတိုင်ခင်ဘောလုံးမကစားနိုင်တဲ့ပုံမှာနှမျောနေကြပါတယ်တချို့တွေကတော့အောင်သူတယောက်ဒီလိုမျိုးဘောလုံးမကစားနိုင်တော့တာကရုပ်ရှင်မင်းသမီးကိုယူလိုက်တာကြောင့်ဖြစ်မယ်မိသားစုဘဝကိုထူထောင်လိုက်တာကြောင့်ဖြစ်မယ်လို့ယူဆနေကြပါတယ်ဘာပဲဖြစ်ဖြစ်အခုဆိုရင်တော့အောင်သူနဲ့ပိုးဟီခန့်တို့မှာတားလေးတယောက်ရရှိထားသလိုတာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်းတိဆောက်ထားနိုင်တာဖြစ်ပါတယ်အထူးသဖြင့်တော့အောင်သူနဲ့ပိုးဟီခန့်တို့စုံတွေကအင်တာနက်ပေါ်မှာကြရက်အထဆုံးစုံတွင်းလို့သတ်မှတ်ရင်လည်းမမှားပါဘူးပိုးရီခန့်တဲ့အောင်သူတို့ကတဦးနဲ့တဦးဆဆနောက်နေတတ်သလိုတဦးကိုတဦးစိတ်ထိုးကြံကြတာကြောင့်လည်းအချင်းချင်းတဝင်းတူတာစနောက်တာတွေလည်းရှိပါတယ်။အဲဒါကြောင့်လည်းအောင်သူကဘောလုံးသမားဘဝကိုတာရှည်မထိန်သိမ်းထားနိုင်ပေမဲ့တာယာတဲ့ဘဝကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်တယ်လို့သိရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေနဲ့အောင်သူနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးထားခဲ့ပါအောင်နော်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပြီးမှဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။